မင်္ဂလာပါဒီနေ့ကတော့ဟဲ့ရွေ第三册第二课ကိုပြောသွားပါမယ်ခေါင်းစဉ်က明天星期一生词星期星期သတင်းပတ်တနင်္လာကနေစနေအထိနေ့ရက်တွေကိုပြောတဲ့အခါမှာသတင်းပတ်ဆိုတဲ့星期ရဲ့နောက်မှာ1ကနေ6ထိကိန်းဂဏန်းတွေကိုပဲထည့်သွားမှာပါတနင်္ဂနွေတရက်ကတော့ထူးခြားပါတယ်သူကတော့ကိန်းဂဏန်းမဟုတ်ဘဲနဲ့天ဆိုတဲ့စလုံးလေးကိုသုံးပါပါဒါဆိုရင်ကြည့်အောင်ပါ星期一星期一တနင်္လာ星期二星期二အင်္ဂါ星期三星期三ဗုဒ္ဓဟူး星期四星期四ကြာသပတေး星期五星期五သောကြာ星期六星期六စနေ星期天星期天တနင်္ဂနွေ后天后天တပတ်ခါ前天前天တမြန်နေ့ဒီနေ့က今天အဲ့တော့နောက်ကိုပြန်သွားရင်မနေ့က昨天တမြန်နေ့က前天ရှေ့ကိုဆက်သွားမယ်အနာဂတ်ဘက်ကိုသွားမယ်ဆိုရင်မနက်ဖြန်က明天တပတ်ခါက后天数学数学သင်္ချာ数学课သင်္ချာသင်ကြားချိန်သင်္ချာချိန်ဒါမှမဟုတ်ရင်သင်္ချာတန်း美术美术ပကြီးအနုပညာ美术课ပကြီးချိန်ပကြီးအတန်း上午上午မနက်ပိုင်းမနက်8နာရီကနေနေ့လယ်12နာရီထိပေါ့နော်体育体育အားကစားကာယပညာ体育课အားကစားချိန်生词အားလုံးကိုတစ်ခေါက်ပြန်ကြည့်လိုက်ရအောင်ပါ星期星期သတင်းပတ်星期一星期一တနင်္လာ星期二星期二အင်္ဂါ星期三星期三ဗုဒ္ဓဟူး星
星期四星期四ကြာသပတေး星期五星期五သောကြာ星期六星期六စနေ星期天星期天တနင်္ဂနွေ后天后天တပတ်ခါ前天前天တမြန်နေ့数学数学သင်ကြား美术美术ပကြီးအနုပညာ上午上午မနက်ပိုင်း体育体育အားကစားဒီနေ့ကဘာနေ့လဲစနေလားတနင်္ဂနွေလားအဲ့ဒါမျိုးကိုသိချင်တဲ့မေးခွန်းဆိုရင်今天星期几အဲ့တော့တနင်္လာကနေပြီးတော့စနေထိက星期ရဲ့နောက်မှာဤကနေလျှို့ထိထည့်တယ်တနင်္ဂနွေက星期天မေးခွန်းမှာက星期几အဖြေပြန်ဖြေမယ်ဆိုရင်ကြည်နေရာမှာအဖြေကိုထည့်ရုံပါပဲ星期天然后အဖြေပြည့်စုံက今天星期天ကိုပြောချင်တဲ့ရက်တွေကိုရှေ့ဆုံးမှာထားပြီးတော့နောက်မှာ星期几ထည့်လိုက်လို့ရှိရင်အဲ့ဒီရက်ကဘာနေ့လဲလို့မေးတာပါစနေလားတနင်္ဂနွေလားဘာနေ့လဲပေါ့昨天星期几昨天星期六前天星期几前天星期五明天星期几明天星期一后天星期几后天星期二အဲ့တော့ဘယ်နှလပိုင်းဘယ်နှရက်နေ့ဘာနေ့လဲလို့မေးချင်ရင်几月几日星期几အဖြေက10月5日星期二အဲ့တော့ဒါဆိုရင်လရက်နေ့မေးတဲ့မေးခွန်းပါဒါကတော့ကလေးတွေအကြောင်းပါဆိုလို့ရှိရင်စာသင်ချိန်လေးရှိရပေါ့နော်သင်္ချာချိန်အားကစားချိန်ပကြီးချိန်အစရှိသဖြင့်ပေါ့အဲ့တော့ဘယ်ရက်မှာဘာအချိန်ရှိတယ်ဆိုတာကိုပြောစီရင်ဒီပုံစံလေးနဲ့ပြောပါမယ်星期一有中文课တနင်္လာနေ့မှာတရုတ်စာချိန်ရှိတယ်အောက်ကစာကြောင်းလေးတွေကတော့ကွက်လက်ဖြည့်ရမှာပါကိုဖြည့်ခြင်းနဲ့ရက်ဖြည့်လို့ရပါတယ်ဒီမှာနမူနာလေးပြောပြသွားပါမယ်星期二有数学课အင်္ဂါနေ့မှာသင်္ချာချိန်ရှိတယ်星期三有美术课ဗုဒ္ဓဟူးနေ့မှာပကြီးချိန်ရှိတယ်星期四有体育课ကြာသပတေးနေ့မှာအားကစားချိန်ရှိတယ်အဲ့တော့ဒီလိုပုံစံလေးပြောလို့ရပါတယ်那所以စာအုပ်ထဲကစာကြောင်းလေးဖတ်ပါမယ်ခေါင်းစဉ်က明天星期一今天星期几今天星期几ဒီနေ့ကဘာနေ့လဲ明天星期几明天星期几မနက်ဖြန်ကဘာနေ့လဲ后天星期几后天星期几တပတ်ခါကဘာနေ့လဲအဲ့တော့ပြက်ကလေးမှာပြထားတာဒီနေ့ကဗုဒ္ဓဟူးနေ့今天星期三今天星期三ဒီနေ့ကဗုဒ္ဓဟူးနေ့昨天星期二昨天星期二မနေ့ကအင်္ဂါနေ့前天星期一前天星期一တမြန်နေ့ကတနင်္လာနေ့ဒီမှာစာသင်ချိန်လေးတွေပြထားပါတယ်။ကျောင်းချိန်စရာလေးပေါ့နော်။အဲ့တော့ဘယ်နေ့မှာဘာစာသင်ချိန်ရှိရဲဆိုတာကိုပြောပါမယ်
星期三有中文课。星期三有中文课。ဗုဒ္ဓဟူးနေ့မှာတရုတ်စာတန်းရှိတယ်。星期四有数学课。星期四有数学课。ကြာသပတေးနေ့မှာသင်္ချာချိန်ရှိတယ်。星期五有美术课。星期五有美术课。ကြာသပတေးနေ့မှာပန်းချီချိန်ရှိတယ်။ဆက်ပြီးတော့စာပိုက်လေးကိုဖတ်ပါမယ်။ခေါင်းစဉ်က明天星期一。星期天上午，妈妈问小明：“明天你有体育课吗？”小明说：“明天是星期一，我们班有中文课和美术课，没有体育课。后天星期二有体育课。”星期天上午，တနင်္ဂနွေနေ့မနက်ပိုင်းမှာ妈妈问小明，မိမိက小明ကိုမေးတယ်။明天你有体育课吗？မနက်ဖြန်အားကစားချိန်ရှိလား။小明说，小明ကပြောတယ်။明天是星期一，မနက်ဖြန်ကတနင်္လာနေ့。我们班有中文课和美术课。ကျွန်တော်တို့အတန်းမှာတရုတ်စာချိန်နဲ့ပန်းချီချိန်ရှိတယ်။没有体育课，အားကစားချိန်မရှိဘူး။后天星期二，တပတ်ကအင်္ဂါနေ့မှာ有体育课，အားကစားချိန်ရှိပါတယ်။ဒီအခန်းမှာမှတ်ရမယ့်部首ကရွဲ့သိပြီးသားစလုံးလေးပါ။အဲ့တော့သူကနာမည်နှမျိုးရှိပါတယ်။ပထမတစ်ခုက月字旁，月字旁အဲ့တော့သူရဲ့ရွဲ့ဆိုတဲ့အဓိပ္ပာယ်ကလပေါ့နော်။ကောင်းကင်မှာရှိရဲ့လအတီးခတ်မှာတော့တီးခဲ့ပါတယ်။အဲ့တော့သူကအချိန်နဲ့ပတ်သက်တာနောက်တစ်ခုကလနဲ့ပတ်သက်တဲ့စလုံးလေးမှာပါတတ်ပါတယ်။နောက်တစ်ခုကကြတော့肉月旁，肉月旁လို့ခေါ်ပါတယ်။အဲ့တော့အဲ့မှာပါတဲ့肉ဆိုတာကအသားကိုပြောတာပါ။အဲ့တော့သူကဘယ်လိုစလုံးတွေမှာပါတတ်လဲဆိုတော့ခန္ဓာကိုယ်စိတ်ပိုင်းတွေပေါ့နော်။ဥပမာမျက်နှာခြေထောက်ဘယ်လိုစလုံးတွေမှာဒီပါတဲ့ရွဲ့ကိုကြတော့肉月旁လို့ခေါ်ပါတယ်။ဒီမှာနမူနာပြထားတဲ့စလုံးလေးကိုကြည့်မယ်ဆိုရင်明天ရဲ့明မှာပါပါတယ်။ပြီးတော့星期ရဲ့期မှာလည်းပါပါတယ်။ဒါတွေကတော့အချိန်နဲ့ပတ်သက်တယ်ပြောလို့ရတာပေါ့နော်။နောက်ဆုံးကကြတော့衣服ရဲ့服မှာပါပါတယ်။ဒီ二课သင်ခန်းစာလေးပြီးသွားပါပြီ။နောက်သင်ခန်းစာလေးတွေကိုနောက်ဗီဒီယိုလေးမှာဆက်ကြည့်ပေးပါ။